ပိန်စင်းလောင်းငွေလောင်းချင်းတည်တာဖြူစင်နေတဲ့ဦးစင်းအသစ်ဆက်ဆက်ကလေးကိုတီလာဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားပိန်စင်းလောင်းပွဲမဟုတ်တော့တီလာဖြတ်ပွဲဖြစ်သွားတယ်နော်အရှင်မြတ်ဟိုပါပေါ့ယဟန်တော်တွေဟိုပါပေါ့တိမ်ဝင်ပြီးတော့တိမ်ထွက်လာတဲ့အချိန်မှာတိမ်စင်းလောင်းတယ်ရှင်မြတ်တိမ်စင်းလောင်းတော့ငွေလောင်းတင်လာရှင်မြတ်လုံးဝကိုမလောင်းတင်တဲ့ကိစ္စနော်ဒါအချိန်ချင်းဟောနေရတဲ့ကိစ္စပဲတခြားအချိန်တူတာတဲ့ဒီအချိန်သူပို့ဆိုးပါတယ်ဘာလို့ဆိုတိမ်ထဲမှာအခုမှဦးစင်းလေးကကမ္မဝါစာဖတ်ပြီးတော့ဘာအာဘမှမသိသေးဘူးအကဲကိုဖြူစင်ဖွေးနေတယ်နော်တကယ်ဆရာတော်ကြီးတွေထက်တော့ဖြူရပြောလို့ရဘာလို့ဘာမှမလုပ်ရသေးဘူးအခုမှမွေးလာတာလေတိမ်ရနေအခုမှကမ္မဝါစာဖတ်လို့အခုမှရဟန်းဖြစ်ဘာလို့ဘာမှမလွန်ကျူးရသေးတဲ့ဦးစင်းအသစ်ဆက်ဆက်အဲ့ဒီဦးစင်းအသစ်ဆက်ဆက်ကိုငွေတွေလောင်းကြတယ်ဆိုတော့အသစ်ဆက်ဆက်ကိုဝိုင်းတီလာဖြစ်တယ်လို့ဖြစ်သွားတာလေနော်ဖြူနေတဲ့ပုဂ္ဂိုလ်မဲအောင်ဝိုင်းလုပ်လိုက်ကြတာပဲစိတ်တုပ်လိုက်ကြတာပဲနော်အဲ့တော့တိမ်စင်းလောင်းငွေလောင်းချင်းတည်တာဖြူစင်နေတဲ့ဦးစင်းအသစ်ဆက်ဆက်ကလေးကိုတီလာဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားပိန်စင်းလောင်းပွဲမဟုတ်တော့တီလာဖြတ်ပွဲဖြစ်သွားတယ်နော်အဲ့တော့မှခေါ်ချင်တာသိလားတီလာဖြတ်ပွဲပဲအဲ့တော့လောင်းကြချလို့ပတ်စံလောင်းမှမဟုတ်ဘူးလေနော်တခြားသွားတိုက်စေးသွားတိုက်တဲ့စာအုပ်စသည်တွေလောင်းလို့ရတာပဲလေနော်ငွေလောင်းမှပိန်စင်းလောင်းတော့မှမဟုတ်တာအဲကြောင့်ကျွန်တော်ပိန်စင်းလောင်းပွဲမဟုတ်တော့ဘယ်နဲ့တီလာဖြတ်ပွဲတောင်ဖြစ်သွားတယ်နော်ဒါဆိုရင်ရှင်များဟိုယဟန်လေးဟိုတိမ်မှာဆိုတိမ်တန်ကရှိရပါရှင်များအပား100လောက်အပား90ပဲဖြစ်အပား30ပဲဖြစ်ဒါပေမဲ့တပည့်တော်တို့ဘက်ကလည်းဟိုသူတို့လိုအပ်တာလေးကိုလည်းလှူချင်တယ်ရှင်ဗျာလှူချင်တော့ငွေလည်းလှူချင်တယ်ရှင်ဗျာအဲ့ဒါဆိုရင်ဘလို့ဆက်ဆက်နဲ့တန်ဃာတိုင်းကိုလောင်းရင်ဘလို့တင်းတော်အောင်လောင်းတင်လဲရှင်ဗျာအဲ့ဒါကစာရွက်ကလေးတွေလောက်ရတာလေဦးဇင်းတို့ဖောက်တရားတို့ဘာလို့မှလည်းတစ်ခါတလေလောက်တတ်ပါတော့ကွန်ပျူတာနဲ့စာစီလိုက်တယ်လေအပား100ဆိုအပား100စားပေါ့နော်အဲ့တော့1000တန်မှဖြစ်ပေါ်လာတော့ဘာ1000ထုတ်ရှင်နေပေါ့1000တန်မှဖြစ်ပေါ်လာတော့ PC လေးပါကိုကပ်ပြရအကြောင်းကပ်ပြရဘာလို့လဲဥဖြူဆိုရင်ဥဖြူထံမှာအလူခံကြပါဗျာဆိုပြီးတော့စာလေးကွန်ပျူတာစာစီလိုက်ပြီးတပတ်တွဲလောင်းလိုက်ပေါ့အဲ့ဆိုရင်ဒါအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားအလူခံလို့ရသွားပြီငွေကိုဆယ်ရော်စီမလောင်းတော့ငွေကိုကပ်ပြစီမှာအပ်လိုက်တယ်အပား100စာအတွက်ကိုဒါကပ်ပြစီမှာအပ်လိုက်တယ်ကပ်ပြကိုလည်းတစ်ခါတည်းပြောလိုက်တယ်ဒီသိန်းစင်းသိန်းတက်တန်ကားတွေအတွက်တပတ်1000ကျွန်တော်တူပါတယ်ဆိုကပ်ပြအပ်လိုက်ပင်ဆယ်ရော်တွေကိုအဲ့စာရွက်ကလေးကတ်လိုက်ပေါ့နော်သိန်းစင်းမှာစာရွက်ကလေးလောင်းပေးလိုက်အဲ့ဒါဆရာတော်တွေကဒီစာရွက်ကလေးကြည့်လို့အော်ဒီတကားကြီးဒီတို့ကို PC လေးပါ1000နဲ့လှူထားတယ်ကပြစီမှာသူခံလို့ရပြီဆိုအဲ့စာရွက်ကလေးနဲ့ကပြစီမှာသွားလှူခံလို့ရတာဒါဆိုရင်အားလုံးအဆင်ပြေအဆင်ပြေတာပေါ့အဲ့ဒါနီးလန်းနေရာရှိပြီးသားလူတွေကမသိတာရမလုပ်တာရပေါ့နော်ကပြမရှိတဲ့ကြောင်းတော့ကိုယ်တိုင်ပဲကပြလောမှာပေါ့ကိုကအဲ့နားတစ်ဝက်မှာရှိတယ်ဆိုရင်ပေါ့လေအဲ့ဒါဦးဇင်းတို့ကိုယ်တိုင်ကဒီနားတစ်ဝက်မှာရှိတယ်ဆိုတော့အရှင်ဘုရားတပည့်တော်ထံမှာအရှင်ဘုရားအချိန်ကြီးမေးပြီးလှူခံပါဆိုပြီးတော့ကိုက6လိုက်ရုံပဲအကဲကိုဒီမှာကိုလည်းကိုကဒီကနေရမို့အဝေးရလာတာကျောင်းထဲမှာလည်းကပြမရှိဘူးဆိုရင်တော့ရွာနီးဆက်ဆရာတော်မေးရမယ်ဆရာတော်ဒီရွာထဲမှာဆရာတော်အတိတခါလေးရှိသလားမေးလိုက်အဲ့ဒီဆရာတော်အတိတခါထဲမှာဆိုကိုကသွားလိုက်ပြီးတော့ဆရာတော်အတွက်ဒါလေးတော့ကပ်ပြီးပါဆိုတော့ပစ္စည်း4ပါးဝတ္ထုငွေလှူထားခဲ့လိုက်ရှာတယ်သူကသူအချိန်ပြတဲ့ဆရာတော်သွားကက်လိုက်တယ်သူကနော်